Okay,ဒီနေ့ဗီဒီယိုမှာတော့ဦးမျိုးကြီးရချင်းမင်းသားတင်စင်ခွင့်မရှိခဲ့ရင်ဆိုတဲ့ချင်းလေးဆိုလို့ကျွန်တော် tutorial လေးလုပ်ပေးသွားမှာဖြစ်ပါတယ်။ဒီကီယာ B flat ပေါ့နော်။ကျွန်တော် B flat ကိုကျွန်တော်ခက်ဖို့ stream မှာခက်ပြီးတော့ G position နဲ့တရားမှာဖြစ်ပါတယ်။ဆိုတော့ဒီဆိုလို့ကတလုံးဝေးနေဒီဆိုရတဲ့သူကနော်ဒါကြီးလာစားတော့ဆိုတော့အဲ့မှာဘယ်လိုတရားလဲဆိုတော့ဒီတိကျကိုရှစ်ကွက်ကနေစကုတ်ကျွန်တော်ဆက်လာတော့ဆွဲမယ်။မြင်နော်။မီပြန်နဲ့လို့လိုက်မယ်အဲ့နာမှာဆိုရင်ဘယ်လိုလုပ်ရမလဲဆိုရင်တော့ဒီနှင်းကြိုးရဲ့6ခွဲကိုတီးမယ်ပြီးတီကြိုးရဲ့3ခွဲနော်ခပူဆိုခပူကအသုံးပြုလိုက်တော့မယ်လေနော်3ခွဲမှာဆိုရင်တော့လက်ကျိုးပေါ်ဆိုင်တော့လေโอเคအထီးရမယ်နော်ဆိုတော့ပြန်စားမယ်โอเคရမယ်နော်ပြီးရင်ဘာလာသေးလဲဆိုရင်တော့ပြီးရနဲ့ဒီကနေနှင်းချိုးရဲ့ရှစ်ကွက်ကနေကို slap ပြန်ဆွဲမယ်ဒီနော်ရမယ်နော်ဆိုတော့ပြန်ဆက်ရှိမယ်အစကနေဖြစ်ချင်းရေမင်းဆော့ပြီးတီချိုးရဲ့ရှစ်ကွက်ကိုတင်တီးမယ်ရှစ်ကွက်ကနေကျွန်တော်စကို slap တော့ဆွဲမယ်ပြီးရင်တီချိုးရဲ့ရှစ်ကွက်ကိုတင်တီးမယ်နော်ရမယ်နော်ပြီးရတယ်ဘယ်လိုလာလဲဆိုရင်တော့နော်လို့လေးremဆော့ပြီးရတယ်ဒီနှင်းချိုးရဲ့ရှစ်ကွက်ကနေကျွန်တော်6ကွက်ကို slap တင်သွားဆွဲမယ်လေးရမယ်ဆိုတော့ဖြည်းဖြည်းချင်းစက်ကနေပြန်တီးကြည့်မယ်ရမယ်နော်အထီးရမယ်လို့ဆိုတော့မျှလင်းပါတယ်ပြီးရင်ဘာလာလဲဆိုရင်တော့မှာနော်ပြီးရနဲ့ဘယ်လိုလဲဆိုရင်တော့ဒီကိုဒီဘက်နဲ့တီးလိုက်မယ်အောက်ကနေနော်လေးတွားဆက်မယ်ဘယ်လိုလဲဆိုရင်တော့နှင်းချိုးရဲ့6ကွက်ပြီးရင်3ချိုးရဲ့10ကွက်နော်နှိမ့်မယ်အတူတူဆက်မယ်ပြီးရင်ပြန်သွားတဲ့နေရာမှာဒီနှင်းချိုးပဲပြန်သွားရမယ်နော်လေးနှင်းချိုးပဲပြန်သွားရမယ်ပြီးရင်3ချိုးရဲ့10ကွက်တည်းတီးမယ်โอเคအထီးရမယ်နော်ဆိုတော့ပြန်ကြည့်ကြည့်မယ်အစကနေဒါမှတကယ်နားလည်မှာပေါ့နော်တကယ်ရှိမှာပေါ့ဆိုတော့ပြန်ကြည့်ကြည့်မယ်အစကနေဖြည်းဖြည်းချင်းလိုက်ကြည့်ကြည့်ပါအတူတကွကြည့်ကြည့်ပါโอเคရမယ်နော်ပြီးရနဲ့ဒီမှာပါလာသေးတယ်ဆိုရင်တော့ဒီရှစ်ကွက်ကိုကျွန်တော်နှိပ်လိုက်မယ်နော်ဒီ3ချိုးရဲ့ဒီ5ချိုးရဲ့4ချိုးရဲ့5ချိုးရဲ့3ချိုးရဲ့နော်ပြန်နှိပ်လိုက်မယ်ဒီလက်ညှိုးနဲ့နှိပ်လိုက်မယ်ဒီမှာ4ချိုးရင်စတည်ရဲ့နော်4ချိုးတိပြရနဲ့ပြီးရင်5ချိုးကိုဟမ်းမအောင်လုပ်လိုက်မယ်ပြီးရင်3ချိုးလေးနော်အဲ့လိုလေးကြည့်ရမှာဆိုတော့ပြီးရင်ဟမ်းမအောင်လုပ်လိုက်ပြီဆိုတော့ပြီးရင်3ချိုးတိမယ်နော်โอเคအထီးရမှာပါနော်အထီးဆိုတော့ပြန်ကြည့်စီမယ်ပြီးရနဲ့ဒီ3ချိုးရဲ့စကိုတီးမယ်ပြီးရင် pull off လုပ်မယ်လို့ဒီဆိုတော့ဒီလိုလာမှာပါနော်လို့ဒီလို့လာမှာဆိုတော့ပြီးရနဲ့ကျွန်တော်ဒီ4ချိုးကိုပြန်ကြည့်မယ်ရမှာနော်ပြီးရနဲ့3ချိုးရဲ့တစ်စက်ကွက်ကနေ12ကွက်ကိုကျွန်တော် slide တော့ဆက်မယ်လို့လေတော့ဆက်ပြီးရတဲ့နှင်းချိုးရဲ့ဆက်ကိုတီးလိုက်မယ်လို့လေတီးပြရမှာနော်ဆိုတော့ဘယ်လိုလာမလဲဆိုရင်တော့အတူနေမယ်တခါတည်းဖြစ်လိုက်မယ်အကုန်လုံးကိုလို့လာမှာပါနော်ဆိုတော့ဒီမှာဆိုတော့စကားနဲ့ဖြည်းဖြည်းချင်းပြန်တီးကြည့်မယ်နော်ဒီချာပို့ပြီးတော့ရှောင်းဒီထပ်ပို့ပြီးတော့ရှောင်းစကားနဲ့ဖြည်းဖြည်းချင်းပြန်တီးကြည့်မယ်ရှစ်ရပြီနော်အချီပြီးရနဲ့စော်လာတော့အချီရပြီဆိုရနဲ့ဒီမှာတီချိုရဲ့တစ်စက်ကွက်နဲ့ဆက်ကွက်ကိုဟမ်မအောင်ပြီးရင် pull off ပုံစံတက်လို့လိုက်မယ်လို့နော်လို့ရမှာနော်ဆိုဘယ်လိုလာမလဲဆိုရင်တော့ဒီကနေ
ရမနော်ပြီးရင်ပြီးတော့စောပြန်လုပ်မယ်ရမနော်စောပြန်ကြည့်ကြည့်မယ်လို့လေးလာမှာပါနော်အထီးရမယ်နော်အထီးရမယ်လို့ကျွန်တော်ဖြောင်းလင်းပါရယ်ပြီးရနဲ့ဘာလာတိလဲဆိုရင်တော့ပြီးရနဲ့လို့လာမှာအဲ့မှာဆိုရင်တော့ဘယ်လိုလာလဲဆိုရင်တော့ဒီဟင်ချိုရဲ့နော်73ခွက်ကနေဆိုတော့ဒီ7ခွက်ကို pull off လုပ်လိုက်မယ်ပြီးရနဲ့ဒီဟင်ချိုရဲ့73ခွက်ကနေ7ခွက်ကို pull off လုပ်လိုက်မယ်နော်လူလေးလို့ပုံစံလေးလိုက်မယ်ပြီးရင်3ကျိုးနဲ့3ကျိုးတင်တီးမယ်ပြီးရင်2ကျိုးတင်တီးမယ်ပြီးရင်3ကျိုးနဲ့2ကျိုးနော်ဆိုတော့ဘယ်လိုပြန်လာမလဲဆိုရင်တော့ထိရမယ်နော်ပြီးရနဲ့လို့လာမယ်အဲ့မှာဘယ်လိုကြည့်ရလဲဆိုရင်တော့ပြီးရနဲ့ကျွန်တော်ကဟင်းကျွေး73ခွက်ကနေဒီ15ကိုဆက်လက်တော့ဆင်းမယ်လို့နော်ပြီးရင်တီကျွေး73ခွက်တီးမယ်ပြီးရင်ဟင်းကျွေး15တင်တီးမယ်နော်လို့လာမှာပေါ့ပြီးရနဲ့ဒီမှာ pull off နည်းနည်းsorry ဟန်မနည်းနည်းလေးလုပ်ပြလိုက်မယ်နော်လေပြီးရနဲ့ပြီးရင်ဒီ15ကိုတင်တီးမယ်လို့ဒီနော်โอเคထိရမယ်နော်ဆိုတော့ဒီကနေတင်တီးကြည့်မယ်ထိရမယ်နော်ပြီးရနဲ့ဒီမှာဟင်ကျိုးရဲ့ဆက်တစ်ခွက်မှာကျွန်တော်ကျိုးကိုတွန်းပေးလိုက်မယ်နော်ဒီအတန်ရုံတွန်းပေးလိုက်မယ်နော်ဒီမှာဆိုတော့ဟင်ကျိုးရဲ့73ခွက်နော်လို့လေးပြီးရင်တီကျိုးရဲ့7ခွက်ပြီးရင်73ခွက်တင်ကြည့်မယ်တီကျိုးရဲ့ပြီးရင်ကျိုးတင်တွဲမယ်ပြီးရင်ဒီဟင်ကျိုးရဲ့7ခွက်တင်ကြည့်မယ်ဆိုတော့တိတိရှင်းကြည့်မယ်လို့လာမှာပါနော်ဆိုတော့တိတိချင်းပြန်ကြည့်ကြည့်မယ်ဒီကနေsorry လို့ရမှာနော်ကျိုးတွန်းပြရမှာဖြစ်ပါတယ်နော်ပြရနဲ့ဒီမှာအဲ့ဒါလေးပေါ့နော်လူကြည့်ရမလဲဆိုရင်တော့ဒီနင်းချိုနဲ့တီချိုကိုခုနဒီလိုမျိုးတပြန်တဲ့နှစ်ဒီလိုပဲဒီမှာတစ်ခါတပြန်တဲ့နှစ်လိုက်မယ်နင်းချိုနဲ့တီချိုနော်ဒီခုန6ခွက်မှာပေါ့နော်တပြန်တဲ့နှစ်လိုက်မယ်ပြီးရင်လက်ညှိုးနဲ့နှိပ်ပေးရမှာဖြစ်ပါတယ်ပြီးရင်ဒီလက်ကလေးနဲ့ရှစ်ကိုဆိုတော့ဟမတ်အောင်လုပ်လိုက်မယ်နော်လို့ဒီဟမတ်အောင်လုပ်လိုက်မယ်ပြီးရင်နော်တီချိုပြန်တီးမယ်လို့ဒီပြီးရင်ထက်မယ်တီချိုပြန်တီးမယ်ပြီးရင်ဟင်းချိုလို့လာမှာဆိုတော့လို့လာမှာပေါ့နော်ပြီးရနဲ့sorry လို့ပြန်လာမယ်ဆိုတော့ဖြည်းဖြည်းချင်းထိရမယ်နော်ပြီးရနဲ့ဒီမှာဒီတီချိုရဲ့စကွဲကိုကျွန်တော်တို့တီးလိုက်မယ်ပြီးရင် pull off လုပ်လိုက်မှာနော်လို့လုပ်လိုက်မယ်နော်ဆိုတော့ဘယ်လိုလာမလဲဆိုတော့ဖြည်းဖြည်းချင်းတီးကြည့်မယ်လို့လာမှာပါနော်လို့ပြီးရနဲ့ဒီ3ချိုရဲ့ခုနှစ်ခွက်ပေါ့နော်6ခွက်ပေါ့နော်6ခွက်ကနေဒီခုနှစ်ခွက်ကိုလို့လုပ်လိုက်မယ်လို့လေးပေါ့နော်ဒီမှာတေချာချစ်ပေးပါခွက်တကူပြီးရနဲ့ဒီ9ခွက်နဲ့6ခွက်သူကဆက်ချီကအဲ့မှာ blue snow နည်းနည်းပါထည့်ပေးလိုက်တာပါနော် blue snow နည်းနည်းပါထည့်ပေးလိုက်တာပါနော်ဆက်ချီကဆိုတော့လို့လေးရမယ်နော်ရမယ်နော် T swap then teach me ဒီကနေပြီးရနဲ့ပြီးရအထီးရမယ်နော်ပြီးရနဲ့လူလာလဲဆိုရင်တော့3ချိုရဲ့ဒီ9ခွက်ကနေခုကို select တော့ဆွဲမယ်နော်ပြီးရင်2ချိုရဲ့6ခွက်တင်တီးမယ်
နော်နော်လို့လာမှာပါနော်ဆိုတော့လို့လာမယ်ဟင်ဂျူရဲ့ဒီရှစ်ခွက်နဲ့ပြီးရင်ဒီဂျူရဲ့6ခွက်နော်လို့လာမယ်ပြီးရင်ဒီဂျူရဲ့ရှစ်ခွက်နဲ့ရှစ်ခွက်ကနေကိုဟမှလုံးပြီးရင် pull off လုပ်လိုက်မယ်နော်ဟို pull off မပါဘူးနော် sorry pull off ဟမှပဲလုပ်လိုက်မယ်နော်လူနော်လူပြီးရင် select တော့ဆက်မယ်ပြီးရင်ပြန်လာမယ်တော့ပြန်လာမယ်နော်ဆိုတော့ဘယ်လိုလာလဲဆိုတော့လို့လေလာမှာပါဆိုတော့အစကနေဖြစ်ဖြစ်ချင်းကြည့်ကြည့်မယ်နော်အစကနေဖြစ်ဖြစ်ချင်းကြည့်ကြည့်မှာပါနော်လေဘာလို့ကျွန်တော်တော့ကြီးကမငြိဘူးဖြစ်နေရတယ်ဗောနော်ကျိုးတချာညှိလိုက်ပါချင်းလေးရဲ့ဆိုလိုကတော့ဒီလောက်ပါပဲเนาะအလုံးလိုက်စီလေးကြမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့ကျွန်တော် TikTok account လေးကို follow လုပ်ပေးခဲ့ပြီးကျွန်တော်တောင်းဆိုချင်ပါတယ်အားလုံးစင်ပြေကြပါစေ